ထွက်ရပေါက်ဝိဇ္ဇာတူဖြစ်ဖို့လွယ်ကူပါသလားခမရတို့တွေးနေတဲ့အတိုင်းပါပဲမလွယ်ကူပါဘူးအဲ့ဒီမှာနှမျိုးရှိပါသေးတယ်အထက်လန်းဝိဇ္ဇာနဲ့အောက်လန်းဝိဇ္ဇာဆိုပြီးတော့ပါကျွန်တော်ဆိုရင်အထက်လန်းဝိဇ္ဇာကိုပဲရွေးမှာပါဘာလို့လဲဆိုတော့ကျွန်တော်ကရုပ်ချောနေလို့ပါလောကီပညာရပ်တွေလေ့လာတော့မှဆိုရင်အထက်လန်းဝိဇ္ဇာလန်းကိုရှောက်တော့မှဆိုရင်ဇွဲရှိမှရမှာပါဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးပါရမီရဲ့ဝရိယရဲ့လိုပါသေးတယ်အပြင်းကြီးနေလို့လေမရပြန်ပါဘူးဒီလောကကအရှုပ်ကြီးပါအထက်ဝိဇ္ဇာကိုမှကျင့်စဉ်တွေဂိုင်းတွေအများကြီးထပ်ခွဲထားပါသေးတယ်ဥပမာအင်းဆွဲပြီးတော့ထွက်ရပေါက်သွားတဲ့လူတွေကိုအင်းဝိဇ္ဇာမန္တန်ယူပြီးတော့ထွက်ရပေါက်သွားရင်မန္တန်ဝိဇ္ဇာစသဖြင့်ထွက်ရပေါက်ဝိဇ္ဇာအများကြီးရှိပါတယ်သူတို့ရဲ့ရွေချက်ကတော့တခုတည်းပါအဲ့ဒါကတော့မတိချာမီရတဲ့ဘွားပေါင်းများစွာကိုကျင့်လဲမနေပဲခဏတာလူပြည့်တဲ့ဘွားမှာတင်ကျင့်စဉ်တွေကျင့်ထွက်ပေါက်ဝိဇ္ဇာတွေပြည့်အောင်လုပ်ပြီးတော့အသက်ကိုထောင်တောင်းဆွဲဆန့်ချီပြီးတော့နောင်ပွင့်မဲ့အရီမီတီယမြတ်စွာဘုရားကိုကိုယ်တိုင်ဖူးမြော်ပြီးနိဗ္ဗာန်ရအောင်လုပ်မယ်ဆိုတဲ့ရွေချက်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရွှေရော်ကိုင်းအင်းတော်ကြီးကိုင်းဖျားငါစုကိုင်းစမာလေးလုံးကိုင်းစားတဲ့ကိုင်းတွေအများကြီးရှိပါတယ်သူတို့ကဇရဏအားကောင်းအောင်ကြင်ကြံပြီးတော့ကောင်းသူကိုကဲမကောင်းသူကိုပယ်ကြပါတယ်ဒါပေမဲ့ခမည်းတော်ကိုအံ့ဩသွားစေတဲ့ကိုင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဖေးပြန်ကိုင်းမဖြစ်ပါတယ်သူတို့ရဲ့ရွေချက်ကတော့မကောင်းသူကိုပယ်မယ်ကောင်းသူကိုမကဲဘူးနော်အဲ့ဒါသူတို့ရဲ့ရွေချက်ပါခမည်းတော်ရှုပ်နေမှာဆိုလို့ရှင်းအောင်ပြောပြပါမယ်မကောင်းသူကိုပယ်တယ်ဆိုတာကအောက်လန်းဆုံးကဝေစားတဲ့မိစ္ဆာတွေကိုတွေးတဲ့နေရာဒါမဆိုင်ပဲအပြည့်ရှင်းကြတာဖြစ်ပါတယ်နည်းနည်းတော့ထူးဆန်းနေနော်ဝိဇ္ဇာဆိုတဲ့ဝေါ်ဟာတာကအသိပညာတစ်ခုခုအတတ်ပညာတစ်ခုခုကိုကျွမ်းကျင်ပိုင်းနဲ့နှက်ဆက်သွားတဲ့လူကိုဝိဇ္ဇာလို့ခေါ်ပါတယ်အခုကစပြီးဘာကြောင့်ဝိဇ္ဇာဖြစ်ဖို့မလွယ်ကူဘူးဆိုတာကိုပြောပြပေးပါတော့မယ်ပထမဆုံးဒီလမ်းစဉ်ကိုလိုက်နေတဲ့လူတယောက်ကငါးပါးတီလာကိုခါဖို့ပစိုးလို့မြင်းနေမှရမှာပါတီလာမလုံးဘူးဆိုရင်ဘလောက်ပဲကြင်ကြင်အရာမထင်တယ်လို့မကောင်းတဲ့ဘေးအန္တရာယ်တွေလည်းကညှိနိုင်မှသေးတယ်ခင်ဗျားတို့ကြားဘူးမှာပါအထက်လန်းဆရာတယောက်ကအောက်လန်းပြူစားခံရတယ်ဆိုတာကိုပေါ့နောက်ပြီးတမထအားကောင်းအောင်နဲ့စိတ်ကိုတသမတ်သေးကြောင်းထိကျွနိုင်တဲ့ဇန်သမာရီရဖို့အတွက်နှစ်ပေါင်းများစွာတောတောင်တွေမှာဖြစ်စေအေးချမ်းတဲ့နေရာတွေမှာဖြစ်စေအပြင်းထန်ကြင်ကြံရပါတယ်နောက်တစ်ခုကတော့လမ်းညွှန်မှုနဲ့ပါရမီပါဝိဇ္ဇာလမ်းစဉ်မှာမှန်ကန်တဲ့ဤစနစ်ကိုပြသပေးမယ်ဆရာဒါမှမဟုတ်လို့ရှိရင်လမ်းညွှန်မှုကိုရဖို့အတွက်အရေးကြီးပါတယ်ဤစနစ်မှာရင်အချိန်ကုန်ရုံနေတာမကဘဲနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါရရှိလာနိုင်ပါတယ်ရှေ့ပါရမီဗုဒ္ဓဘာသာအယူအဆဆိုရင်ဒီလိုထူးခြားတဲ့ဇန်သမာဓိအကြမ်းမြင်ကိုရဖို့အတွက်ဆိုရင်ဘဝဆက်ဆက်ကဖြည့်ဆည်းခဲ့တဲ့ပါရမီတက်ခံရှိဖို့လည်းလိုပါသေးတယ်ဥပမာခမည်းကကျင့်စဉ်တစ်ခုကို၄-၅နှစ်ကျင့်နေဆိုရင်ပါရမီပါတဲ့လူတယောက်ကအဲ့ကျင့်စဉ်ကိုတစ်နှစ်ပဲကျင့်ရမှာပါအဲဒါကြောင့်ပါရမီတက်ခံရှိဖို့လိုတယ်လို့ပြောတာပါနောက်တစ်ခုကတော့လောကဓာတ်နဲ့စမ်းသပ်ချက်များပဲဖြစ်ပါတယ်ကျင့်စဉ်တစ်ခုအောင်မြင်ခံဤတိုင်းမှာနှောက်ယှက်မှုတွေဒါမှမဟုတ်လို့ရှိရင်စမ်းသပ်မှုတွေကြုံရတတ်ပါတယ်ကြောက်စိတ်တယောက်တည်းတောတောင်ဒါမှမဟုတ်လို့ရှိရင်တုတ်တန်တို့နေရာမျိုးမှာကျင့်ကြံတဲ့အခါထိတ်လန့်စရာအာယုန်တွေကိုကြော်လွှမ်းနိုင်ရပါမယ်မာယာလောကီစည်းစိမ်တွေနဲ့လာရောက်မြှွဆွဲကြတဲ့မိစ္ဆာတွေလည်းရှိပါသေးတယ်သူတို့ရဲ့အထီးတွေ့အာယုန်ကမ္မကုံကိုစိတ်လိုလိုက်မိလို့ရှိရင်တော့ခမည်းကဝိဇ္ဇာမဖြစ်ဘဲနဲ့ပိတ်တာဖြစ်သွားပါပြီဝိဇ္ဇာလမ်းစဉ်မှာသစ္စာဟာအတ္တရမြအရေးကြီးပါတယ်မိမိပြုထားတဲ့အဋ္ဌံဥပမာဘယ်ရဲကားနဲ့ဘယ်ရဲတွင်ဘာမှမလုပ်ဘူးဘလို့နေမယ်စသဖြင့်ကိုအသက်ပေးပြီးတော့ဆောင်ထင်းရပါတယ်စကားပြောဆိုရမှာလဲမူသားစကားလုံးဝမပါဘဲနဲ့မှန်ကန်တဲ့စကားကိုပဲပြောဆိုရတဲ့အတွက်နှုတ်ထွက်စကားအာနာတီလာမျိုးလည်းဖြစ်ပါတယ်အစင်းမြင့်ကျင့်စဉ်တွေမှာအစားအသောက်ကိုထိန်းချုပ်ရတာမျိုးရှိပါတယ်တက်တက်လို့စားခြင်းအနှံပြင်းတဲ့အစားအစာတွေကိုရှောင်ခြင်းစတာတွေကစိတ်ကိုတည်ငြိမ်စေပြီးတော့နှာကောင်းနှမျက်တွေရဲ့အကူအညီကိုရရှိစေပါတယ်ဝိဇ္ဇာဖြစ်ဖို့ကျင့်ကြံနေသူတယောက်ကလောကီအတတ်ပညာအင်းအိုင်ခလဲမန်းနန်တွေကိုတမြောက်ရုံနဲ့မပြီးသေးပါဘူးဗုဒ္ဓဘာသာရဲ့အနှစ်သာရဖြစ်တဲ့ဝိပဿနာတရားကိုလည်းတစ်ဖက်ကပွားများရပါတယ်လောကီဘက်မှာနေနေရင်ဝိဇ္ဇာကနေလမ်းလွဲပြီးတော့ဆုံးကဝေအဆင့်ကိုရောက်သွားတယ်လို့အတိညာနဲ့အတိတရားကိုအမြဲရှိနေဖို့လိုပါတယ်ကိုတကူရှိရထင်ပြီးတော့မာမနာတက်လာရင်တော့ဝိဇ္ဇာကနေမိစ္ဆာဖြစ်သွားတတ်ပါတယ်နောက်တစ်ခုကတော့ဆောင်းလျှောက်သူရှိဖို့လည်းလိုပါသေးတယ်ဝိဇ္ဇာဖြစ်ဖို့ကျင့်ကြံနေသူဟာနှာခေါင်းနှမျက်တွေရဲ့အကူအညီလိုအပ်တယ်လို့တစ်ဖက်မှာလည်းမိမိရဲ့ကျင့်ဝတ်ပြက်ကွက်ရင်အပြစ်ပေးမဲ့ဓမ္မဆောင်တဲ့တွေရှိကြကိုလည်းသတိပြုရပါမယ်အဋ္ဌံတစ်ခုခုဖောက်ပြလိုက်တာနဲ့ရရှိထားတဲ့အစွမ်းတွေအကုန်ပြန်ပြောက်ဝေသွားမှာပါဝိဇ္ဇာလမ်းစဉ်မှာအောင်နေလို့ခေါ်တဲ့အဆင့်ရှိပါတယ်ဆိုလိုတာကတော့လူအများကြားထဲမှာရှိနေပေမဲ့လူတွေမမြင်နိုင်အောင်နေထိုင်နိုင်တာဒါမှမဟုတ်လို့ရှိရင်တာမန်မျက်စိတွေနဲ့မမြင်နိုင်တဲ့နေမီဥပမာဝိဇ္ဇာကျွန်းဝိဇ္ဇာပုံမဟာမြိုင်တော်
စားတဲ့နေရာမျိုးတွေမှာနေထိုင်နိုင်ခြင်းဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးရောက်ဖို့ဆိုတာကခန္ဓာကိုယ်ရဲ့ရုပ်ဓာတ်ကိုစိတ်ဆွမ်းအားနဲ့နှုတ်နိုင်အောင်တင်မွေးအောင်ပြုလုပ်နိုင်မှရတာဖြစ်လို့အလွန်ခက်ခဲလာပါတယ်အနည်းချုပ်ပြောရရင်ဝိဇ္ဇာ၄မျိုးရှိပါတယ်အဲ့ဒါတွေကတော့ခန္ဓာယီဝိဇ္ဇာဇေဝအင်းအိုင်မာနန်တို့နဲ့ကြင့်ကြံသူနံပါတ်2လောကီဝိဇ္ဇာလောကီအတတ်ပညာများဖြင့်တကူရရှိသူနံပါတ်3ဓမ္မဝိဇ္ဇာတရားဓမ္မကြင့်ကြံရင်နဲ့တကူရရှိသူနံပါတ်4သမထဝိဇ္ဇာစိတ်ကြည်ငြိမ်မှုသမထကိုအခြေခံပြီးတော့တကူရရှိသူအဲ့ဒီမှာမှအစင်းစင်းပြန်ခွဲသွားကြတာပါကဲဒါဆိုရင်အပေါ်မှာပြောထားတယ်လို့မျိုးဝိဇ္ဇာဖြစ်ဖို့လွယ်လားဆိုတဲ့မိကွန်းရဲ့အဖြစ်ကိုရှင်းရှင်းလင်းလင်းသိသွားလောက်ပြီလို့ထင်ပါတယ်ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာပြန်တွေ့ကြမယ်နော်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစီဗျာ